အတန်ကြာတော့သူတို့ဟာရဲတိုက်ကြီးတစ်ခုရဲ့ရှေ့ကိုရောက်လာကြတယ်ငါတို့ရောက်ပြီလားလို့မင်းသမီးကမေးလိုက်တဲ့အခါမှာနွားလားကြီးကဒီရဲတိုက်ရဲ့အောက်ဘက်မှာမင်းသမီးလေးနေထိုင်ရမယ်ဝက်ချံတစ်ခုရှိတယ်အဲ့ဒီကိုရောက်ရင်တစ်သားပြားတွေနဲ့လှုပ်ထားတဲ့ဝတ်ရုံတစ်ခုကိုတွေ့လိမ့်မယ်အဲ့ဒါကိုဝတ်ဆင်ပြီးရဲတိုက်ကိုသွားပါမင်းသမီးလေးရဲ့နာမည်ကိုကေတီတစ်တာဝတ်ရုံလို့ပြောပြီးအလုပ်တောင်းပါဒါပေမဲ့မင်းသမီးမသွားခင်မှာမင်းသမီးရဲ့ကက်ကြီးဒါမှမဟုတ်ဒါနဲ့ကျွန်တော်ရဲ့ဥခေါင်းကိုဖျက်အရေခွန်ကိုနွားပြီးအဲ့ဒီအရေခွန်ကိုလိတ်ကဟိုဘက်ကကြောက်တတိုင်းအောက်မှာထားပေးခဲ့ရမယ်အဲ့ဒီအရေခွန်ပေါ်မှာဂျင်းနီရွက်ငွေရက်နဲ့ရှေ့ပန်းတီးတို့ကိုတင်ထားလိုက်ပါကြောက်ဆောင်ကိုမိထားတဲ့တုတ်တချောင်းကိုလည်းမင်းသမီးတွေ့ပါလိမ့်မယ်မင်းသမီးလေးတစ်ခုခုလိုအပ်တဲ့အခါတိုင်းဒီတုတ်နဲ့ကြောက်တတိုင်းကိုခောက်လိုက်ရုံပါပဲမင်းသမီးလေးဟာလွန်စွာဝမ်းနည်းသွားပြီးငိုကြွေးလိုက်ပါတော့တယ်မငိုပါနဲ့မင်းသမီးလေးဒါကကျွန်တော်ကိုကြည်စူးစားရမယ်တခုတည်းတော့နီလန်းပါဒီတုတ်နဲ့ကြောက်တတိုင်းကိုမင်းသမီးအလိုရှိတဲ့အခါခောက်လိုက်ပါအဲ့ဒါနဲ့မင်းသမီးလေးဟာစိတ်မကောင်းဖြစ်ရတဲ့ကြားကပဲသူ့စကားကိုနားထောင်ခဲ့ရပါတယ်။သူဟာဓာတ်နဲ့အကျဉ်းချင်းထိုးပြီးနွားလာကြီးရဲ့ဥကောင်းကိုဖြတ်ကအရေခွန်ကိုနွားယူလိုက်ပါတယ်။အဲ့ဒီနောက်အရေခွန်ကိုကြောက်တိုင်းပေါ်မှာတင်ထားပြီးဂျင်းနီရွက်ငွေရွက်နဲ့ရှေ့ပန်းတီးတို့ကိုတော့အရေခွန်ထဲမှာပဲဝတ်ထားလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာဝက်ချံရှိရာကိုထွက်လာခဲ့ပါတယ်။ဝက်ချံကိုရောက်တဲ့အခါမှာတော့တစ်တာဝတ်ယုံကိုဝတ်ဆင်ပြီးအပေါ်ထက်ကိုတက်သွားခဲ့ပါတယ်။မိဖို့ချောင်ကိုရောက်တဲ့ခါမှာတော့ဒူမဟာအလုတ်တောင်းခံခဲ့ပြီးသူ့နာမည်ကဂီတီတစ်တန်းဝယုံဖြစ်ကြောင်းပြောပြပါတယ်။စဖိုမူကသူ့ကိုနေရာတစ်ခုပေးခဲ့ပါတယ်။အရင်ကပကံစေးတဲ့မိန်းကလေးအလုတ်ထွက်သွားတာနဲ့အတော်ပဲမို့ဒူမဟာမိဖို့ချောင်ရဲ့အနောက်ဘက်မှာပကံစေးတဲ့အလုတ်ကိုရခဲ့ပါတယ်။ဒူမဟာအဲ့ဒီမှာပဲအေးအေးဆေးဆေးနေထိုင်ပြီးပကံတွေကိုလည်းကြိုကြိုဆဆဈေးကြောပေးခဲ့ပါတယ်။နောက်တစ်ပတ်တနင်္ဂနွေနေ့မှာတော့နန်းတော်ကိုထူးခြားတဲ့ဧည့်သည်တချို့ရောက်လာဖို့ရှိနေပါတယ်။ဂီဒီဟာမင်းသားလေးရေချိုးဖို့အတွက်ရေခတ်ခွင့်ပေးပါလို့တောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့လူတိုင်းကသူ့ကိုဝိုင်းရဲကြပြီးဘာနင်ကအဲ့ဒီမှာဘာတော့လုံးမလဲမင်းသားလေးကနှစ်လိုလူမျိုးကိုလက်ကြည့်မဲ့တောင်ထင်လို့လားကြည်စမ်းပါအောင်နင်ရုပ်ကကြောက်စရာကြီးလို့ပြောကြတယ်။ဒါပေမဲ့သူကတော့လက်မလျှော့ပဲထက်ခါတလဲလဲအတနာခံတောင်းဆိုနေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူခွင့်ပြုချက်ရသွားခဲ့ပါတယ်။အဲ့ဒီနောက်ဒူလီကအတိုင်းတက်သွားတဲ့အခါမှာသူ့ရဲ့တစ်တာဝယုံစီကထွက်လာတဲ့အတန်ကအရန်ဆူညံနေတာကြောင့်မင်းသားလေးကိုတိုင်ထွက်လာပြီးပြောစမ်းနင်ကဘသူလဲလို့မေးပါတော့တယ်။အိုးကျမကအရှင်မင်းသားရေချိုးဖို့အတွက်ရေလာပို့တာပါလို့ပြန်ဖြေတယ်။နင်ယူလာတဲ့ရေကိုငါကအထီးတွေ့ခံချင်မယ်လို့ထင်နေလို့လားလို့ပြောပြီးမင်းသားလေးကရေတွေနဲ့တူးမျက်နှာကိုပတ်လိုက်ပါတော့တယ်။ဒူမဟာဒီတိုင်းပဲဒီခံခဲ့ရတာပေါ့။အဲ့ဒီနောက်မှာတော့ဒူမဟာဖះเจ้าတော်ဖို့ခွင့်တောင်းပါတယ်။ဖះเจ้าကအရင်နေတာကြောင့်ဒူခွင့်ပြုချက်ရခဲ့တယ်။ဒါပေမဲ့ဖះเจ้าမတွားခင်မှာကြောက်ဆောင်စီကိုအရင်တွားပြီးနွားလာကြီးမှခဲ့တဲ့အတိုင်းအဲ့ဒီမှာရှိတဲ့တုံးနဲ့ကြောက်တဲ့တိုင်းကိုခောက်လိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲလူတယောက်ထွက်လာပြီးမင်းသမီးလေးပါမြအလိုရှိပါသလဲလို့မေးပါတယ်။မင်းသမီးလေးကဒူမဟာဖះเจ้าတွားပြီးဘုံတော်ကြီးရဲ့တရားနာဖို့ခွင့်ပြုချက်ရထားကြောင်းဒါပေမဲ့ဝတ်ဆရာအဝတ်စားမရှိကြောင်းကိုပြောပြလိုက်ပါတယ်။အဲ့ဒီခါမှာတော့ထူတူကဂျင်းနီရောင်လိုတောက်ပနေတဲ့ဝတ်စုံတစ်ခုကိုဖန်တီးပေးလိုက်ပါတယ်။မင်းသမီးလေးအတွက်မြင်းတကောင်ကိုလည်းပြင်ဆင်ပေးခဲ့ပါတယ်။သူမဟာဖះเจ้าကိုရောက်သွားတဲ့ခါမှာတော့အလွန်တရာလှပကြော့ရှင်လွန်းတာကြောင့်လူတိုင်းကဒီမိန်းကလေးကဘယ်သူများဖြစ်မလဲဆိုတာကိုတအံ့တော်ငေမောနေကြတယ်။မင်းသမီးလေးရဲ့အလားမှာမိန်မောနေတာကြောင့်ဘုံတော်ကြီးရဲ့တရားကိုတော့ဘယ်သူမှဂယုတစိုက်မနာယူနိုင်ကြတော့ပါဘူး။မင်းသားလေးဟာဆိုရင်မင်းသမီးလေးကိုမြင်မြင်ချင်းအသေးဆွဲအောင်ချစ်မိသွားပြီးတစ်ချက်ကလေးတောင်မျက်တောင်မခတ်ပဲစိုက်ကြည့်နေပါတော့တယ်။မင်းသမီးလေးဖះเจ้าကနေပြန်ထွက်လာတဲ့ခါမှာတော့မင်းသားလေးကနောက်ကနေအပြေးလိုက်သွားပြီးတကားကိုဖွင့်ပေးခဲ့ပါတယ်။အဲ့ဒီချိန်မှာတကားနဲ့ညက်နေတဲ့မင်းသမီးလေးရဲ့လက်အိတ်တစ်ဖက်ကိုမင်းသားလေးကလမ်းပြီးဆွဲယူလိုက်နိုင်ခဲ့တယ်။မင်းသမီးလေးကဖះเจ้าကနေထွက်လာပြီးမြင်းပေါ်တက်တဲ့ခါမှာတော့မင်းသားလေးကထပ်ပြီးအနားကိုချင်းကပ်လာပြန်တယ်။သူမပဲကနေလာခဲ့တာလေလို့မေးပါတယ်။မင်းသမီးလေးကအိုးကျမကရေချိုးရာကနေအခုပဲလာခဲ့တာပါလို့ပြန်ဖြေလိုက်ပါတယ်။မင်းသားလေးကတွက်လက်ထဲကလက်အိတ်ကိုမင်းသမီးလေးထံပြန်ပေးဖို့ထုတ်လိုက်တဲ့ချိန်မှာတော့ဒူမကရှေ့မှာလင်းစီနောက်မှာမောင်စီငါရဲ့တစ္ဆာရှိတဲ့မြင်းကြီးပဲကိုတွားနေလဲဆိုတာဒီမင်းသားလေးဘယ်တော့မှမမြင်နိုင်အောင်တိမ်တိုက်တွေရဲ့လေနဲ့အတူလွင့်ပါစေလို့ရွတ်ဆိုလိုက်ပါတယ်။မင်းသားလေးဟာအဲ့ဒီလိုထူခြားတဲ့ဂုဏ်တည်ရှိအမျိုးသမီးလာရအရက်ကိုတီးရအောင်တနိုင်ငံလုံးအနှံ့အပြားစုံစမ်းရှာဖွေခဲ့ပါတယ်။ဒါပေမဲ့ဘသူကမှသူ့ကိုအပြေမပေးနိုင်ခဲ့ကြဘူး။နောက်တစ်ပတ်တနင်္ဂနွေနေ့မှာတော့မင်းသားလေးစီကိုတစ်ပတ်တစ်ခုသွားပို့ဖို့လူတယောက်လိုအပ်နေပြန်ပါတယ်။ဂီတီကတူတွားပါရစေလို့အတနာခံတောင်းဆိုပေမဲ့တခြားသူတွေကအရင်တခါဘာဖြစ်ခဲ့လဲဆိုတာကိုတတိပေးပြီးသူ့ကိုငေါငန်းကြတာပေါ့
ဒါပေမဲ့သူကတော့မရမကဆွဲနှစ်ပဲနဲ့တောင်းဆိုနေတာကြောင့်နောက်ဆုံးမှာတော့ခွင့်ပြုပေးလိုက်ပါတယ်။သူမဟာတစ်တောင်ဝေယုံကြီးနဲ့လေကားအတိုင်းတတောက်တောက်အတန်ပေးပြီးတက်သွားတဲ့အခါမှာတော့မင်းသားလေးဟာစိတ်ဆိုးပြီးထွက်လာကအဲ့ဒီတပတ်ကိုယူပြီးပြစ်ပေါက်ပေးလိုက်ပါတော့တယ်။နောက်ကိုငါရှိမှမပေါ်လာနဲ့လို့စိတ်ဆိုးစွာပြောပြီးဖះเจ้าကိုထပ်သွားခဲ့ပါတယ်။သူမလည်းဖះเจ้าသွားဖို့ထပ်ပြီးတော့ခွင့်ပြုချက်ရခဲ့ပါတယ်။အဲ့ဒီခါမှာသူမဟာကြောက်ဆောင်စီကိုသွားပြီးတုံးနဲ့ခောက်လိုက်ပါတယ်။ထိုသူဟာငွေရောင်ဝတ်စုံနဲ့မင်းဖြူတကောင်ကိုထပ်ပြီးတော့ဖန်တီးပေးလိုက်ပြန်ပါတယ်။ဖះเจ้าကိုရောက်ရှိတဲ့ချိန်မှာတော့မင်းသားလေးဟာအပြေးလွှာသူမစီကိုရောက်ရှိလို့လာပါတယ်။ဒီတခါမှလည်းလူတိုင်းကမင်းသမီးလေးရဲ့အလားကိုငေးမောနေတာကြောင့်ဖုံးတော်ကြီးရဲ့တရားကိုတောင်ဘသူမှဂယုသဆိုင်မနာယူနိုင်ကြပြန်ပါဘူး။မင်းသမီးလေးကဖះเจ้าကနေပြန်ထွက်လာတဲ့ခါမှာတော့မင်းသားလေးကအနာကိုထပ်ပြီးချင်းကပ်ပြန်ပါတယ်။သူဘယ်ကလာတာလဲလို့မေးလိုက်တဲ့ခါမှာမင်းသမီးလေးကအိုးကျမကတပတ်မြို့တော်ကနေလာခဲ့တာပါလို့ပြန်ဖြေလိုက်ပါတယ်။မြင်းကစတင်ထွက်ခွာသွားတဲ့ချိန်မှာဒူမလက်ထဲကလင်းယုံချပုတ်လေးလွတ်ကျသွားခဲ့ပါတယ်။မင်းသားလေးကတော့ချပုတ်ကိုကောက်ပြီးပြန်ပေးတဲ့ခါမှာတော့ရှေ့မှာလင်းစီနောက်မှာမောင်စီငါရဲ့တစ္ဆာရှိတဲ့မြင်းကြီးပဲကိုတွားနေလဲဆိုတာဒီမင်းသားလေးဘယ်တော့မှမမြင်နိုင်အောင်တိမ်တိုက်တွေရဲ့လေနဲ့အတူလွင့်ပါစေလို့ရွတ်ဆိုလိုက်ပါတယ်။မင်းသားလေးကသူမလာရအရက်ကိုတီးရအောင်ထပ်ပြီးရောစုံစမ်းခိုင်းပါတယ်။ဒါပေမဲ့ဘယ်သူကမှသူ့ရဲ့အဖြေကိုမဖြေပေးနိုင်ခဲ့ကြပြန်ဘူး။ဒီလိုပဲနေလာရင်းနဲ့နောက်ထပ်ရက်တစ်ပတ်ကြာတဲ့ချိန်မှာမင်းသားလေးစီကိုပြီးတစ်ခုတွားပိုးဖိုးလူတယောက်ထပ်လိုလာပြန်ပါတယ်။အဲ့ဒီချိန်မှာကီတီကတူတွားပါရစေဆိုပြီးအတနာခံတောင်းဆိုပြန်ပါတော့တယ်။လူတိုင်းကသူမကိုငေါငန်းကြပြီးပြောမရတဲ့အဆုံးမှာတော့မင်းသားလေးစီကိုတွားခွင့်ပြုလိုက်ကြပါတယ်။သူမဟာတက်တာဝေယုံကြီးနဲ့လေကားအတိုင်းတတောက်တောက်အတန်ပေးပြီးထက်တက်သွားတဲ့ခါမှာတော့မင်းသားလေးဟာဒေါသတကြီးထွက်လာပြီးပြီးကိုယူကသူ့မျက်နှာကိုပြစ်ပေါက်ပေးလိုက်ပါတော့တယ်။အဲ့ဒီနောက်မင်းသားလေးကဖះเจ้าကိုထွက်သွားပြီးကေတီကလည်းဖះเจ้าတွားဖို့ထပ်ပြီးတော့တောင်းဆိုပြန်တယ်။ဒီတခါမှာတော့သူတို့ကလည်းနင်ကဖះเจ้าတွားပြီးပါတွားလုံးမှလဲဒီလောက်ထိညစ်ပတ်ဒီလောက်ထိရုပ်ဆိုးမွဲချောင်းနေပြီးပြစရာအဝတ်စားကောင်းကောင်းတော့မရှိပဲနဲ့အဲ့ဒီမှာပါတွားလုံးမှလဲတဲ့မင်းသားလေးကတခြားဘယ်သူကမှသူ့ကိုကြည့်မှမဟုတ်တယ်လို့နောက်ဆုံးကြရင်သူနဲ့အားလုံးပဲအရှက်ရဖို့ရှိမယ်လို့ပြောကြပါတယ်။သူမဟာသူတို့ကိုစိုက်ကြည့်ပြီးခွင့်ပြုချက်ရတဲ့အထိအတန်တန်အတနာခံတောင်းဆိုနေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူခွင့်ပြုချက်ရသွားခဲ့ပြန်တယ်။သူမဟာကြောက်ဆောင်စီကိုသွားပြီးတုံနဲ့ခောက်လိုက်ပြန်ပါတယ်။အဲ့ဒီခါမှာထိုသူဟာအရင်ဝတ်စုံတစ်ခုထက်စပေါင်းများစွာပိုပြီးခမ်းနားထည်ဝါတဲ့ဝတ်စုံတစ်ခုကိုဖန်တီးပေးခဲ့ပါတယ်။အဲ့ဒီဝတ်စုံဟာရွှေစစ်စစ်နီးပါးနဲ့ပြုလုပ်ထားတာဖြစ်ပြီးရွှေချီကုန်းနီးနဲ့ရွှေရောင်ဦးခေါင်းတန်စာဆင်ရင်ထားတဲ့ခန့်ညားလာတဲ့မြင်းတကောင်ကိုလည်းသူရရှိခဲ့ပါတယ်။မင်းသမီးလေးဟာဖះเจ้าကိုရောက်လာတဲ့ခါမှာတော့လူအုပ်ကြီးတစ်ခုလုံးဟာသူမကိုစောင့်ကြိုနေကြပါတယ်။အဲ့ဒီချိန်မှာမင်းသားလေးဟာအပြေးလွှားရောက်လာပြီးမင်းသမီးကိုမြင်းပေါ်ကနေဆင်းတဲ့အခါမြင်းကိုကူထိန်ပေးဖို့ကန်လန်းခဲ့ပါတယ်။ဒါပေမဲ့မင်းသမီးလေးကမြင်းပေါ်ကနေတွက်လက်စွာခုန်ဆင်းလိုက်ပြီးနေပါစေကျေးဇူးတင်ပါတယ်ကျမအဲ့ဒါတွေမလိုပါဘူးကျမရဲ့မြင်းကလိမ်မာပြီးသားမို့လို့ကျမခိုင်းရင်ငြိမ်ငြိမ်လေးရက်နေတတ်ပါတယ်လို့ပြောလိုက်ပါတယ်အဲ့ဒီနောက်အားလုံးဖះเจ้าထဲကိုဝင်သွားကြပါတယ်ဒါပေမဲ့ဘသူကမှဖုံးတော်ကြီးရဲ့တရားကိုဂယုသဆိုင်မနာယူနိုင်ကြတော့ပါဘူးဘာလို့လဲဆိုတော့လူတိုင်းကဒူမပဲအရက်ကနေလာတာလဲဆိုတာကိုတီးချင်စိတ်ပြင်းပြစွာနဲ့စိုက်ကြည့်နေကြပါတယ်မင်းသားလေးကတော့အရင်ကထက်တောင်ပိုပြီးအသေးဆွဲအောင်ချစ်မိသွားပါတယ်တရားနာလို့ပြီးတဲ့နောက်မင်းသမီးလေးကဖះเจ้าကနေပြန်ထွက်တော့မဲ့ချိန်မှာမင်းသားလေးကမင်းသမီးလေးကိုကူညီတွဲပေးနိုင်ဖို့အတွက်လမ်းတစ်လျှောက်မှာအလေးပင်တွေထည့်ထားတဲ့စီပိုင်းတွေနဲ့တားဆီးလိုက်ပါတော့တယ်ဒါပေမဲ့မင်းသမီးလေးကတော့အဲ့ဓာတွေကိုအလွယ်တကူပဲခုံကျော်သွားခဲ့ပါတယ်။အဲ့ဒီလိုခုံလိုက်တဲ့ချိန်မှာသူမရဲ့ရွှေဖက်နဲ့တစ်ဖက်ဟာမြေကြီးပေါ်မှာကျွတ်ပြီးကြံရစ်ခဲ့ပါတော့တယ်။မင်းသားလေးကမင်းသမီးနောက်ကိုအပြေးလိုက်ရင်သူမဘယ်ကလာခဲ့တာလဲလို့မေးပြန်ပါတယ်။ကျမကပြီးအရက်ကလာခဲ့တာပါလို့ပြန်ဖြေလိုက်ပါတယ်။မင်းသားလေးကရွှေဖက်နဲ့ကိုပြန်ပေးဖို့ကြိုးစားတဲ့ချိန်မှာတော့သူမကရှေ့မှာလင်းစီနောက်မှာမောင်စီငါရဲ့တစ္ဆာရှိတဲ့မြင်းကြီးပဲကိုတွားနေလဲဆိုတာဒီမင်းသားလေးဘယ်တော့မှမမြင်နိုင်အောင်တိမ်တိုက်တွေရဲ့လေနဲ့အတူလွင့်ပါစေလို့ရွတ်ဆိုလိုက်ပါတယ်မင်းသားလေးဟာသူမပဲပြောက်သွားမှမသိပဲကဘာအနက်လဲလဲရှာဖွေရင်းပင်ပန်းနွမ်းနေနေခဲ့ပါပြီပြီးအရက်ဆိုတာကိုဘသူမှရှာမတွေ့နိုင်တဲ့အတွက်နောက်ဆုံးမှာတော့ရွှေဖနက်နဲ့တင်းတော်မဲ့ခြေထောက်ပိုင်ရှင်မျိုးသမီးကိုလက်ထပ်ပါမယ်လို့တပီလုံးကိုတတင်လွှင့်လိုက်ပါတော့တယ်လူတန်းစားပေါင်းစုံအရရက်ကလူတွေရောက်လာကြပေမဲ့ဘသူခြေတော့ကမှတီရှူဖက်နဲ့လေးထဲဝင်အောင်ဒေးငယ်ချင်းမရှိကြပါဘူးတော်တော်ကြာစောင့်ဆိုင်ပြီးမှဘသူတွေရောက်လာတယ်လဲဆိုရင်ကေတီရဲ့ရုပ်မာတဲ့မိတွေနဲ့တူတမီတို့ပဲဖြစ်ပါတယ်သူတို့ကတော့ရှေဖနက်နဲ့ကွက်တီဖြစ်အောင်စီးပြနိုင်ခဲ့ကြပါတယ်ဒါပေမဲ့သူတို့ဟာရုပ်ဆိုးအကြီးတန်းပြီးကြည့်မကောင်းလွန်းတာကြောင့်မင်းသားလေးဟာပေးထားတဲ့ကတိအတိုင်းလက်ထပ်ဖို့ကိုမလိုလားမနစ်မြုပ်ပဲလက်ခံခဲ့ရပါတယ်
သူတို့ဟာမင်္ဂလာဆောင်ဖို့ဖះเจ้าကိုသွားတဲ့ချိန်မှာပဲလမ်းမှာငှက်ကလေးတစ်ကောင်ကတစ်ပင်ပေါ်မှာနားပြီးဖနှောက်လေးကတေးတေးခြေချောင်းလေးကတေးတေးကီတီရဲ့တစ်တာဖက်နှက်လေးကလည်းတေးတေးအခုတော့သွေးတွေနဲ့ပြေးလို့ဒါပဲငါသိတယ်လို့တချင်းဆိုပါတော့တယ်တကယ်လေကြီးလိုက်တဲ့အခါမှာတော့ငှက်ကလေးပြောတာမှန်နေပါတယ်ဖက်နှက်ထဲကနေတွေးတွေစိမ့်ထွက်နေတာကိုဒါကြောင့်နန်းတော်ထဲမှာရှိတဲ့အစေပါတွေနဲ့အမျိုးသမီးအားလုံးကိုအပေါ်ထပ်ခေါ်ပြီးဖက်နှက်စီးကြည့်ခိုင်းပြန်တယ်ဒါပေမဲ့ဘယ်သူမှစီးလို့မရခဲ့ပါဘူးလူတိုင်းစမ်းဝတ်ကြည့်ပြီးတဲ့နောက်မှာတော့မင်းသားလေးကကေတီကိုတတိယတော့ကကေတီတစ်တာဝတ်ရုံရောပဲမှလဲလို့မေးလိုက်ပါတယ်မင်းသားလေးဟာညက်တွေရဲ့ပါတာစကားကိုကောင်းကောင်းနားလဲတဲ့အပြင်ညက်ကလေးတချင်းဆိုခဲ့တာကိုလည်းမှတ်မိသွားခဲ့တယ်သူကတော့ထွက်လာလဲအပိုပဲသူ့ခြေထောက်တွေကမြင်းခြေထောက်တွေလိုပဲအကြီးကြီးပါလို့မိတွေကပြောပါတယ်အဲ့ဒီစကားကမှန်ချင်လဲမှန်မှာပေါ့လေဒါပေမဲ့လူတိုင်းစမ်းကြည့်ပြီးဖြစ်လို့ကေတီလဲစမ်းကြည့်တင်တာပေါ့လို့မင်းသားလေးကပြောပါတယ်ကေတီဟာတကားဝါကနေလေကားအတိုင်းတက်လာခဲ့ပါတယ်သူ့ရဲ့တစ်တာဝတ်ယုံကြီးကမြင်းသက်တက်လုံးချီတက်လာတယ်လို့မျိုးတတတောင်းနဲ့စူညံနေတာပေါ့ကဲအခုမင်းလဲဒီဖက်နှက်ကိုစမ်းစီးကြည့်ပြီးမင်းသမီးတစ်ပါးလို့ပြုမှုနေထိုင်ကြည့်စမ်းလို့မင်းသားကပြောပါတယ်အဲ့ဒီခါမှာတော့ကေတီဟာဖက်နှက်ကိုယူပြီးသူ့ခြေထောက်ထဲကိုအသာလေးရှော့တွင်းလိုက်ပါတယ်ပြီးနောက်သူ့ရဲ့တစ်သားဝတ်ယုံကြီးကိုချွတ်ချလိုက်တဲ့အခါမှာတော့နေရောင်ခြည်တွေအောက်မှာတလက်လက်တောက်ပနေတဲ့ရွှေရောင်ဝတ်စုံကြီးနဲ့အတူမင်းသမီးလေးတစ်ပါးအဖြစ်ပေါ်ထွက်လာပါတော့တယ်မင်းသားလေးဟာသူမကိုတွေ့လိုက်တဲ့ချိန်မှာအံ့ဩမှုနဲ့တူအလွန်အမဲဝမ်းသာသွားပြီးမင်းသမီးလေးရှိရာစီကိုပြေးသွားကအားရပါရပွေဖက်လိုက်ပါတော့တယ်ပြီးတော့ဒူမဟာပရင်တစ်ပါးရဲ့တမီးတော်ဖြစ်မှန်းတီးလိုက်ရတဲ့အခါမှာတော့မင်းသားလေးဟာပို့ပြီးတော့တောင်အံ့ဩဝမ်းသာသွားပြီးဒူမကိုပို့လို့တောင်ချစ်မြတ်နိုးသွားပါတော့တယ်သူတို့နှစ်ဦးရဲ့မင်္ဂလာပွဲကိုပျော်ပျော်ပါပါဆင်နွှဲခဲ့ကြပါတော့တယ်။ဒီပုံပြင်လေးထဲကပေးချင်တဲ့ message လေးကတော့အခက်ခဲတွေဘယ်လောက်ကြုံရပါစေတီးခံခြင်းနဲ့ယူတာမှုရှိရင်နောက်ဆုံးမှာအောင်မြင်ပျော်ရွှင်ရမယ်ဆိုတာပါပဲ။အားလုံးပဲဒီဗီဒီယိုလေးကိုကြည့်ပြီးကျေနပ်မှုရရှိမယ်လို့ယုံကြည်ပါတယ်